TP2 Surprise Lane တွေကိုမြင်မှုတိုင်းကသိပ္ပံစကားတွေကပကံများပြန်လို့ပဲလို့တင်စားကြပါတယ်။သူကအမေရိကန်လေတပ်မှာအရေးပါဆုံးမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တစ်စင်းဖြစ်ပြီးတော့သူ့ကိုလျှို့ဝှက်ဘုံကျဲလေယာဉ် Stealth ပုံပါလို့လူသိများလာပါတယ်။ B2 ရဲ့အဓိကအားသာချက်ကတော့သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းနဲ့ Step စတဲ့နည်းပညာကြောင့်ရန်သူရဲ့ radar တွေကနေဖမ်းမိဖို့လုံးဝနှီးပါမဖြစ်နိုင်အောင်ဖန်တီးထားတာပဲဖြစ်ပါတယ်။လေယာဉ်ကိုယ်ရဲနဲ့အမီးပိုင်းမပါပဲတောင်ပန်တစ်ခုတည်းနဲ့ပြန်တန်းနိုင်တာကြောင့် radar line တွေကိုကောင်းကောင်းရှောင်ရှားနိုင်ပါတယ်။လေထဲမှာစီဖြည့်နိုင်တာကြောင့်အမေရိကန်ပြည်မကြီးကနေကမ္ဘာပေါ်ကဘယ်နေရာမဆိုတခါတည်းသွားရောက်တိုက်ခိုက်ပြီးပြန်လာနိုင်တဲ့စွမ်းရည်ရှိတာပါ။လက်နက်ပမာဏအများအပြားကိုတင်ဆောင်နိုင်ပြီးတော့စစ်ပွဲတွေစပြီးဆိုတာနဲ့ရန်သူလေကြောင်းကာဝေးရေးစနစ်တွေကိုဖောက်ထွင်းဝင်ရောက်ဖို့အမြဲတမ်းပထမဆုံးစိတ်လုံခံရတဲ့လေယာဉ်လေးဖြစ်ပါတယ်။ B2 Spirit လေယာဉ်တွေကတော့အမေရိကန်ရဲ့အကြီးစားမဟာဗျူဟာဘုံကျဲလေယာဉ်တစ်မျိုးဖြစ်ပြီးသူ့မှာရေဒါမှာမပေါ်နိုင်အောင်လုပ်ထားတဲ့နည်းပညာကိုသုံးထားတာတော့ခက်မီတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုကြော်ဖြတ်ပြီးတိုက်ခိုက်နိုင်ပါတယ်။ဒါကြောင့်လူတွေကလည်းသူ့ကိုကိုပြောက်ဘုံကျဲလေယာဉ်လို့ခေါ်ကြတာပါ။ DP2 Spirit လေယာဉ်တွေကတော့အမေရိကန်ရဲ့အတန်ထက်နေတဲ့ subsonic အတောင်ပံတစ်ခုတည်းသောပုံစံ flying wing ဘုံကျဲလေယာဉ်ပါပဲ။သူ့ကိုမောင်းဖို့လေယာဉ်မှု2ဦးပဲလိုပါတယ်။1988ခုနှစ်ကနေ2000ပြည့်နှစ်အထိထုတ်လုပ်ခဲ့တာပါ။ဒီလေယာဉ်ကတန်ပန်ရိုးရိုးဘုံတွေရောနျူကလ িয়ার ဘုံတွေကိုပါတဲဆောင်ကျဲချနိုင်ပါတယ်။ဥပမာပေါင်900ရှိတဲ့ GPS လမ်းညွှန် MK82JDAM ဘုံအလုံး80ဒါမှမဟုတ်ပေါင်2400ရှိတဲ့ B83 နျူကလ িয়ার ဘုံ16လုံးအထိတဲဆောင်နိုင်ပါတယ်။ကိုပြောက်စနစ်နဲ့ရေပြင်တိုက်ခိုက်ရေးလက်နက်ကြီးတွေကိုတဲဆောင်နိုင်ပြီးတော့ဝန်ဆောင်မှုပေးနေတဲ့လေယာဉ်တွေထဲမှာ B2 တစ်မျိုးတည်းရှိပါသေးတယ်။ထုတ်လုပ်ရေးအခက်အခဲတွေကြောင့်နှောင့်နှေးပြီးကုန်ကျစရိတ်တွေတက်လာခဲ့ပေမဲ့နောက်ဆုံးမှာတော့ B2 စုစုပေါင်း20စီးအထိထုတ်လုပ်ခဲ့ပြီးတော့ဒစီးချင်းစီရဲ့ဖြန့်မြကုန်ကျစရိတ်ကတော့ဒေါ်လာ2ဘီလီယံကျော်ရှိတယ်လို့သိရပါတယ်။ဒီလေယာဉ်တွေဟာအမတန်ကုန်ကျစရိတ်များတဲ့အတွက်အမေရိကန်လွှတ်တော်မှာတောင်အငြင်းပွားစရာဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။အစက132စီးဝယ်ယူဖို့စီစဉ်ထားပေမဲ့စစ်အေးခေတ်ပြီးဆုံးသွားတာကြောင့်20စီးကိုပဲရှော့ချခဲ့ရတာပါ။အမြင့်ပေ9000အထိပြန်တန်းတိုက်ခိုက်နိုင်ပြီးတော့စီဖြည့်စရာမလိုပဲမိုင်ပေါင်း6900ကျော်ကိုပြန်တန်းနိုင်တဲ့ဒီလေယာဉ်တွေဟာလေထဲမှာတစ်ခါစီဖြည့်လိုက်ရင်မိုင်1200ကျော်ပြန်တန်းနိုင်ပါတယ်။အရင်ကနျူကလ িয়ার ဘုံကျဲဖို့ဒီဇိုင်းထုတ်လုပ်ထားပေမဲ့ပထမဆုံးစစ်ပွဲအသုံးပြုတာကတော့1999ခုနှစ်ကကိုဆိုဗိုစစ်ပွဲမှာရိုးရိုးဘုံတွေကျဲချဖို့ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အီရတ်၊အာဖဂန်နစ္စတန်၊လစ်ဗျား၊ယီမင်နဲ့အီရန်တို့မှာအသုံးပြုခဲ့ပါတယ်။2024ခုနှစ်အထိအမေရိကန်လေတပ်မှာ B2 ဘုံကျဲလေယာဉ်19စီးရှိပါသေးတယ်။တစ်စီးကတော့2008ခုနှစ်မှာပြတ်ကျခဲ့ပြီးတဲ့နောက်တစ်စီးကလည်း2022ခုနှစ်ပြတ်ကျမှုမှာထိခိုက်ခဲ့လို့အငြိမ်းစားပေးလိုက်ရတယ်လို့ယူဆရပါတယ်။လေတပ်ကတော့2032ခုနှစ်ထိ B2 လေယာဉ်တွေကိုဆက်လက်အသုံးပြုသွားမှာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ B21 Raider လေယာဉ်တွေနဲ့အစားထိုးသွားဖို့စီစဉ်ထားပါတယ်။1980ပြည့်နှစ်လွန်ရဲ့အလယ်ပိုင်းလောက်မှာစစ်ဖက်လေယာဉ်ဒီဇိုင်နာတွေဟာဒုံးကျည်တွေနဲ့ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တွေကိုရှောင်ရှားနိုင်တဲ့နည်းလမ်းသစ်တစ်ခုဖြစ်တဲ့ကိုပြောက် Step လို့ခေါ်တဲ့နည်းပညာကိုသိလာကြပါတယ်။ဒီကိုပြောက်အယူအဆကလည်းလေယာဉ်ကိုယ်တွေကို radar line တွေဖမ်းယူနိုင်ခြင်းဒါမှမဟုတ် radar line တွေလမ်းကြောင်းလွဲသွားအောင်လုပ်နိုင်တဲ့ပုံစံမျိုးတိစောက်ထားတာပါ။ radar စီကိုပြန်ရောက်လာတဲ့လှိုင်းကအရန်နေသွားပြီးတော့ radar မှာလေယာဉ်ကမမြင်ရသလောက်ဖြစ်သွားစေပါတယ်။ B2 ရဲ့ပုံစံက radar line ကိုပထမပြစ်လွတ်လိုက်တဲ့နေရာနဲ့ဝေးတဲ့တခြားတနေရာတစ်ခုစီကိုလမ်းလွှဲသွားအောင်ကူညီပေးတာပါ။ဒါကြောင့် radar ရောင်ကြီးက B2 ကိုထိပြီးတာနဲ့မူလ radar အဆက်ရှိတဲ့နေရာကိုပြန်မရောက်တော့ပဲတခြားဘက်ကိုရောက်သွားတာကြောင့်အဲ့ဒီဆက်ကသူလွတ်လိုက်တဲ့အချက်ပြလှိုင်းကိုပြန်ဖမ်းလို့မမိတော့ပါဘူး။ဒါကြောင့် stealth ဖြစ်သွားတာပါ။ B2 မှာ RAM လို့ခေါ်တဲ့ radar ဆုပ်ယူနိုင်တဲ့ပစ္စည်းတွေ radar absorbent material တွေကိုလည်းအပြည့်အဝအသုံးပြုထားပါတယ်။ RAM ဆိုတာကတော့ radar line တွေကိုဆုပ်ယူလိုက်တာဖြစ်လို့လေယာဉ်ပေါ်ကနေရောင်ပြန်ဟတ်တာကိုတားဆီးပေးပါတယ်။ RAM ရဲ့တကယ်ဖွဲ့စည်းပုံကိုလျှို့ဝှက်ထားပေမဲ့အဲ့ဒါကအလွန်ဆုံးရှုံးနိုင်စေတဲ့ပစ္စည်းLossy material တွေနဲ့လုပ်ထားတာဖြစ်နိုင်ပါတယ်။ဒီပစ္စည်းတွေထဲမှာ radar line တွေဝင်လာရင်တုံခါပြီး radar sound အင်ကိုအပူဖြစ်ပြောင်းလဲပစ်တဲ့လျှက်စစ်အမှုန်ကလေးတွေပါဝင်ပါတယ်။ရလဒ်ကတော့ radar sound အင်တွေဟာရန်သူ radar စီကိုပြန်မဟတ်တော့ပဲ B2 ရဲ့အပြင်ဘက်အရေးပြားတစ်လျှောက်လုံးပြန့်နှံ့သွားတာပါပဲ။ RAM တွေဟာလေယာဉ်တိစောက်ပုံစံပစ္စည်းတွေအချင်းချင်းဆက်ဆက်ပုံကနေစပြီးလေယာဉ်ပေါ်မှာတုံလိမ့်ထားတဲ့အပေါ်ရန်အလွှာတစ်ခုထိအမျိုးမျိုးရှိနိုင်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ RAM တွေကိုအင်္ဂလိပ်နဲ့အမေရိကန်သိပ္ပံပညာရှင်တွေကဒုတိယကမ္ဘာစစ်တုန်းကတည်းကတီထွင်ခဲ့တာပါပဲ။
အဲ့ဒီတုန်းကတော့ရေငုပ်သမောတွေရဲ့မှန်မြောင်းတွေမှာရေဒါနဲ့စမ်းသပ်တဲ့နေရာတွေမှာသုံးခဲ့ပါတယ်။သင်္ဘောတွေပေါ်ကအန်တနာတွေကိုတောင်း REM 3 lane ပေးပြီးတော့ကိုသမောရဲ့ရေဒါကပြစ်မှတ်အဖြစ်ဖမ်းမမိအောင်လုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီတုန်းကတော့လေယာဉ်တွေမှာသုံးဖို့အထိစဉ်းစားခဲ့ကြတာမရှိပါဘူး။ B2 ကိုရေဒါနဲ့ဖမ်းမမိအောင်လုပ်ဖို့တခြား load absorbability နည်းလမ်းတွေကိုလည်းအသုံးပြုထားပါသေးတယ်။လေယာဉ်ရဲ့အင်ဂျင်တွေကိုလေယာဉ်ကိုယ်ထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်ထားပြီးတော့လေယာဉ်ကိုယ်တစ်ခုလုံးကိုကြီးမားတဲ့အတန်နှိမ့်ဆက် muffle အဖြစ်ပြောင်းလဲလိုက်တာကြောင့် B2 ရဲ့စူညံတန်ကိုရှော့ချပေးပါတယ်။ရေဒါပြီးရင်လေယာဉ်တစ်စင်းလုံးကိုအလွယ်ဆုံးထောက်လှမ်းနိုင်တာကအပူဓာတ် heat signature ပါပဲ။ခေတ်သစ်ဒုံးကျည်တွေအများစုကအဲ့ဒီအပူဓာတ်ကိုဖမ်းယူပြီးပြစ်မှတ်ကိုတိုက်ခိုက်ကြတာပါ။လေယာဉ်ရဲ့အပြင်ဘက်အရေးပြားကအပူမရှိရင်တောင်မှအင်ဂျင်ကထွက်လာတဲ့ပူလောင်နေတဲ့လေကြောင့်မီးကုန်းငွေလမ်းကြောင်းတွေဖြစ်ပေါ်လာတတ်ပြီးအဲ့ဒါကမီးပြတိုင်းလိုမျိုးထောက်လှမ်းခံရစေပါတယ်။ဒီပူပြဿနာကိုဖြေရှင်းဖို့ B2 မှာအင်ဂျင်အိတ်ဇောထွက်ပေါက်တွေကိုအရှည်လိုက်လုပ်ထားတာပါ။အပူဆုပ်ယူနိုင်တဲ့ကြွေပြားတွေတက်ဆင်ထားတာနဲ့လေဝင်ပေါင်းနှစ်ထပ်စနစ်တို့ကိုပေါင်းဆက်အသုံးပြုထားတာပါ။ဒီလိုနည်းပညာပေါင်းစုံကိုသုံးပြီးတော့ B2 ကိုရန်သူထံကနေတက်နိုင်သမျှဖုံးကွယ်ထားတာဖြစ်ပါတယ်။ဒီလိုကိုပြောက်ဆွမ်းရည်ရှိတဲ့လေယာဉ်တွေဟာဘယ်သူမှမသိပဲပြန်တန်းနိုင်ပြီးရင်ရေဒါကိုအားမပြုတဲ့လက်နက်စတစ်တွေနဲ့မှပဲတိုက်ခိုက်လို့ရနိုင်ပါတော့မယ်။လူမျက်စိနဲ့ကြည့်တာအပူချိန်ကိုစစ်ဆေးတဲ့ကိရိယာဒါမှမဟုတ်အတန်ကိုရှာဖွေတဲ့ကိရိယာလိုတခြားထောက်လှမ်းရေးနည်းလမ်းတွေရှိပေမဲ့သူတို့ကထောက်လှမ်းနိုင်တဲ့အကွာအဝေးတူဒါမှမဟုတ်နည်းပညာသိမ့်မဖွံ့ဖြိုးသေးတာကြောင့်လေယာဉ်အများစုမှာမဖမ်းမိပဲအ ਨੇ ဆုံးခြေရခံမရပဲညဘက်တွေမှာတောင်ပြန်တန်းနိုင်ကြပါတယ်။ဒီလေယာဉ်တွေမှာစောင်းထားတဲ့ဒေါင်းလိုက်တည်ငြိမ်မှုပေးတဲ့အပိုင်းတွေနေရာအလိုက်ပေါင်းဆက်ပစ္စည်းတွေကိုသုံးတာနဲ့ရေဒါဆုပ်ယူနိုင်တဲ့ဆေးတုပ်ထားတာတွေလိုကိုပြောက်စွမ်းရည်ပါတဲ့အချက်လက်တွေကိုထည့်သွင်းထားတာပါ။အဓိကတိုးတက်မှုကတော့ကွန်ပျူတာ model တွေကိုစတင်အသုံးပြုလာတာပါပဲ။အဲ့ဒါကတော့မျက်နှာပြင်ပြားတွေစီကနေရေဒါလိုင်းတွေဘယ်လိုပြန်ရိုက်လာလဲဆိုတာကိုကြိုတင်ခံမှန်းနိုင်စေပါတယ်။ဒီအချက်လက်တွေကနေပဲတောင်ကျိုးများတဲ့လေယာဉ်ဒီဇိုင်းတွေကိုစတင်ဖန်တီးခဲ့ကြပြီးတော့ပထမဆုံးစမ်းသပ်မှုတွေကိုတော့1985ခုနှစ်မှာ Half Blue ဆိုတဲ့ model လေးနဲ့စတင်ခဲ့တာပါ။ကိုပြောက်နည်းပညာဆိုတာတကယ်တော့1980ပြည့်နှစ်လွန်နေကလေးကအခြေခံအုတ်မြစ်ချခဲ့တာပါ1980ပြည့်လွန်နှစ်တွေရဲ့အလယ်ပိုင်းလောက်မှာ B2 ရဲ့တာဝန်ထမ်းဆောင်ရမယ့်ပုံစံကိုအမြင့်ကြီးကနေတိုက်ခိုက်တာကမြေပြင်အနှိမ်ပိုင်းကနေနှိမ့်လိုက်မြင့်လိုက်ပြန်တန်းပြီးတိုက်ခိုက်ထားတဲ့ပုံစံပြောင်းလိုက်တဲ့အတွက်ဒီဇိုင်းကိုပြန်ပြင်ဆင်ခဲ့ရပါတယ်ဒီလိုနဲ့ B2 Spirit ကိုပြောက်ဘုံကျဲလေယာဉ်တွေရဲ့ဒီဇိုင်းဟာအခက်အခဲတွေကြားကနေအပိသက်ပုံပေါ်လာခဲ့တာပါ B2 လေယာဉ်ကိုဒီဇိုင်းဆွဲပြီးတီထွင်နေစဉ်ကာလမှာစီမံကိန်းဟာလျှို့ဝှက်စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်စီမံကိန်းမှာပါဝင်တဲ့ဝန်ထမ်းအားလုံးဟာလျှို့ဝှက်ချက်ထိန်းသိမ်းခွင့်ရှိဖို့လိုအပ်ခဲ့ပါတယ်ဒီထွေစကကာလနဲ့စစ်မှုထမ်းနေစဉ်နှစ်ခုစလုံးမှာ B2 ရဲ့ဒီဇိုင်းနဲ့နည်းပညာတွေလုံခြုံရေးအတွက်အားထုတ်မှုတွေအများကြီးလုပ်ခဲ့ရပါတယ်။ B2 မှာလောက်ကင်တဲ့ဝန်ထမ်းတွေအားလုံးနှီးပါဟာအထူးဝင်ရောက်ခွင့်လိုအပ်ပြီး American လေတပ်ရဲ့အထူးဌာနခွဲကနေကြဲကြဲပြန့်ပြန့်နောက်ကျောင်းပြန်စစ်ဆေးမှုတွေလှုပ်ဆောင်ရပါတယ်။ California ပြည်နယ် Pico River မှာရှိတဲ့ Ford ကားစက်ရုံဟောင်းတစ်ခုကိုဝယ်ယူပြီးတိတိသားသားပြန်လည်တည်ဆောက်ခဲ့ပြီးတော့စက်ရုံဝန်ထမ်းတွေကိုလျှို့ဝှက်ချက်ထိန်းသိမ်းဖို့သစ္စာဆိုခိုင်းခဲ့ပါတယ်။ကုန်ကျစရိတ်ကြီးရတဲ့အထူးအကြောင်းရင်းကတော့လေယာဉ်ရဲ့ကိုပြောက်စွမ်းရည်ကိုထိန်းသိမ်းဖို့အတွက်လိုအပ်တဲ့လေဘေးစနစ်တွေပါတဲ့လေယာဉ်ယုံကြီးတွေပဲဖြစ်ပါတယ်။ဒီလေယာဉ်ယုံတွေက B2 ရဲ့182ပေကျယ်တဲ့အတောင်ပံအကျယ်ကိုဆန့်ဖို့လိုအပ်ပါတယ်။ B2 လေယာဉ်တွေဟာနည်းပညာမြင့်မားသလောက်စစ်စင်ရေးကုန်ကျစရိတ်နဲ့ပြုပြင်ထိန်းသိမ်းမှုကလည်းတခြားဘုံကျဲလေယာဉ်တွေထက်တိတိသားသားပိုများနေတာကိုတွေ့ရပါတယ်။ကုန်ကျစရိတ်မြင့်တက်လာတာနဲ့ရေဒါထောင်လန်းမှုကိုရှောင်တိန်နိုင်စွမ်းမှာချိုးရင်းချက်ရှိတယ်ဆိုတဲ့တပ်တွေတွေကြောင့်စီမံကိန်းကိုဆက်လက်လှုပ်ဆောင်ဖို့အခက်တွေ့ခဲ့ရပါတယ်။ B2 လေယာဉ်ကိုအစစ်မြင့်တင်မှုတွေအများအပြားလှုပ်ဆောင်ခဲ့ရပါတယ်။ရွေးရှားနေတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ဖို့လက်နက်ထိန်းချုပ်ရေးစနစ်တွေကိုလည်းအစစ်မြင့်တင်ခဲ့ရပါတယ်။လေယာဉ်တစ်စင်းမှာလေယာဉ်အမှုထမ်း2ဦးပဲလိုအပ်ပါတယ်။ဘယ်ဘက်ထိုင်ကုန်မှာလေယာဉ်မှုနဲ့ညာဘက်ထိုင်ကုန်မှာမစ်ရှင်တပ်မှုတို့ပါဝင်ပါတယ်။လိုအပ်ရင်တော့တတိယအဖွဲ့ဝင်2ဦးအတွက်နေရာမှာပြင်ဆင်ထားပေးပါတယ်။ B2 ကအလိုလျောက်စနစ်တွေအလွန်များလာပါတယ်။ဒါကြောင့်လေယာဉ်မှုထမ်း2ဦးကလေယာဉ်ကိုစောင့်ကြည့်နေချိန်မှာနောက်2ဦးကခီးရှည်ပြန်တမ်းမှုတွေအတွက်လေယာဉ်ထဲမှာပါတဲ့ကတင်လေးမှာအိတ်ထားအိမ်သာသုံးတာဒါမှမဟုတ်အစားအသောက်ပြင်ဆင်စားတောက်တာတွေလုပ်လို့ရပါတယ်။နှစ်ဦးပဲပါတဲ့တခြားလေယာဉ်တွေမှာဒီလိုလုပ်လို့မရနိုင်ပါဘူး။ခီးရှည်တာဝန်တွေမှာအဖွဲ့သားတွေရဲ့စွမ်းဆောင်ရည်ကောင်းမွန်စေဖို့အတွက်အိတ်ချိန်တန်တရားနဲ့ပင်ပန်းနွမ်းနယ်မှုဆိုင်ရာသုတေသနကိုအသေးစိတ်လှုပ်ဆောင်ခဲ့တာပါ။ B2 မှာအတွင်းပိုင်းဘုံကန်း2ခန်းရှိပြီးတော့
လက်နက်တွေကိုလှည့်ပတ်တဲ့စနစ်ဒါမှမဟုတ်ဘုံးစင်နှစ်ခုပေါ်မှာတူလောင်ထားတာပါလက်နက်တွေကိုအပြင်မှာတက်ဆင်တာထက်အတွင်းမှာထည့်ပြီးထားတာဟာရေဒါမြင်ကွင်းထဲမှာပိုပြီးသေးငယ်သွားစေပါတယ်P2 ဟာပေါင်4000ထိရှိတဲ့လက်နက်ပစ္စည်းတွေကိုသယ်ဆောင်နိုင်ပါတယ်ပြန်တန်းနေတဲ့တောင်ပန်ပုံစံလေယာဉ်တွေရဲ့တဘာဝတိုင်းတည်ငြိမ်မှုမရှိတဲ့အတွက် P2 ဟာရှုပ်ထွေးတဲ့လေယာဉ်ထိန်းချုပ်ရေးစနစ်ကိုအသုံးပြုထားရပါတယ်ဒီစနစ်ဟာကွန်ပျူတာတွေထိန်းချုပ်မှု၄ခုတွဲစနစ်ဖြစ်ပြီးတော့လေယာဉ်ရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းထားနိုင်ဖို့အတွက်လေယာဉ်မှုရဲ့ထိန်းချုပ်မှုမပါဘဲပြန်တန်းတဲ့မျက်နှာပြင်တွေနဲ့စက်ပြင်အခြေအနေတွေကိုပါအလိုလျောက်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ပါတယ်ပြန်တန်းမှုကိုအကောင့်ထဲပေါ်တဲ့စနစ်မှာ hydraulic စနစ်နဲ့လျှက်စစ်စနစ်နဲ့လဲပတ်တဲ့အစိတ်ပိုင်းတွေပါဝင်ပြီးချို့ယွင်းမှုကိုရှာဖွေနိုင်စွမ်းတဲ့စနစ်တစ်ခုပြတ်ရင်တောင်အရန်စနစ်တွေနဲ့ဆက်လက်လဲပတ်နိုင်အောင်အဆင့်အမြင့်ဆုံးအထိဒီဇိုင်းထုတ်လုပ်ထားပါတယ်2013ခုနှစ်စက်တင်ဘာလအထိ P2 ကိုပြစ်မှတ်ထားပြီးဒုံးကျည်ပစ်ခတ်ခံရတဲ့ဖြစ်ရပ်လုံးဝမရှိသေးပါဘူးနေဘက်ပြန်တန်းချိန်တွေမှာအလွယ်တကူမမြင်ရအောင် P2 ကိုအလင်းပြန်မှုနဲ့ဆန့်ကျင်တဲ့ဆေးတုပ်ထားပါတယ်သူကအမြင့်ပေ9000လောက်မှပြန်တန်းတတ်တဲ့အတွက်လေယာဉ်ရဲ့အောက်ဘက်ကိုအမဲရောင်နဲ့တုပ်ထားတာဟာကောင်းကင်နဲ့ပိုပြီးပေါင်းဆက်နေစေပါတယ်လေယာဉ်မှုကိုကောင်းကင်ရဲ့အလင်းရောင်အပြောင်းလဲနဲ့လိုက်ရောညီထွေဖြစ်အောင်အမြင့်တိုးရမလားရှော့ရမလားဆိုတာသတိပေးမဲ့အပေါ်ဘက်ကိုမျက်နှာမူထားတဲ့အလင်းအာရုံခံကရိယာပါဝင်တယ်လို့ခန့်မှန်းရပါတယ်ဒီ P2 Space လေယာဉ်ကြီးတွေဟာတကယ့်ကိုခက်မီအဆင့်မြင့်တဲ့လေယာဉ်လို့ပြောရမှာပါပဲပကံများပြန်လို့ပုံစံရေဒါကဖမ်းမမိတဲ့ stealth နည်းပညာနဲ့ဒီဇိုင်းထုတ်လုပ်ထားတာရဲ့တစ်ခါပြန်တန်းရင်ကဘာတစ်ဝက်လောက်အထိပြန်တန်းနိုင်တာရဲ့ကြောင့်သူ့ကိုဝိညာဉ်လေယာဉ် Spirit လို့နာမည်ပေးထားတာနဲ့လိုက်ဖက်လာပါတယ်ဈေးကြီးတယ်ပြင်ဆင်ထိန်းသိမ်းရတာလည်းတအားခက်ခဲတယ်မတော်တဆမှုတွေလည်းရှိခဲ့ပေမဲ့သူဟာစစ်ပွဲတိုင်းမှာပါဝင်ခဲ့ပြီးအထူးကကြတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးရမှာအရေးအပါဆုံးအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်အထူးသဖြင့်ရှေ့ချတဲ့ mission တွေနဲ့ GPS နဲ့ပါတဲ့ smartphone JDAM တွေကိုအရင်ဆုံးသုံးခဲ့တာမှတ်တမ်းတွေဟာအမခန့်ပါပဲအခုဆိုရင်တော့သူ့ထက်ပိုမိုအဆင့်မြင့်တဲ့ B21 Raider လိုလေယာဉ်မျိုးတွေပေါ်ထွက်လာတော့မှဖြစ်လို့2030ဝန်းကျင်မှာ DP2 လေယာဉ်တွေအနားယူတော့မယ်လို့သိရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကမ္ဘာစစ်ရေးသမိုင်းမှာဈေးအကြီးဆုံးနဲ့အဆင့်အမြင့်ဆုံးလေယာဉ်ကြီးအဖြစ် DP2 Spirit တွေကိုမှတ်မှတ်ရရရှိနေမှာတော့အသေးချပါပဲခင်ဗျာ